မင်္ဂလာပါလို့ဥစွာပါရမနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့မှာပရိသတ်ကြီးတို့အတွက်ယူဆောင်လာမယ့်ဇာတ်ကားလေးကတော့2023ခုနှစ်မှာထွက်ရှိခဲ့ပြီးမင်းသားကြီးဂျက်ကီချန်နဲ့ဂျွန်စီနာတို့ပါဝင်သရုပ်ဆောင်ထားတဲ့ Harder Strike ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်အရှိလေပန်းဒေသကရေနံချက်ဆောင်ကြီးတစ်ခုစီကနေစတင်ခဲ့တာပေါ့အဲ့ဒီဆက်ယုံဟာပြည်တွင်းစစ်တမ်းကြောင့်လက်နက်ကန်တပုံတွေရဲ့တက်ခတ်ခြင်းခံရပြီးဝန်ထမ်းတွေနဲ့ကလေးတွေအသက်အန္တရာယ်ကြုံနေရပါတယ်ဒီလိုအခြေအနေမှာတရုတ်အစိုးရကစစ်အုပ်မှရှိတဲ့ပရိုဖက်ဆာချောင်းအပါအဝင်ဝန်ထမ်းအပြစ်မဲ့ပြည်သူတွေကိုကေထိုးဖို့အတွက်ဝိုင်းရထူတပ်ဖွဲ့ခေါင်းဆောင်ကြီးဂျက်ကီချန်နဲ့သူ့အဖွဲ့ကိုတာဝန်ပေးပြီးဆူလို့လိုက်ပါတယ်သူတို့ရဲ့မစ်ရှင်ကတော့ဒီလူတွေကိုကားတန်းကြီးနဲ့တင်ဆောင်ပြီးကမ္ဘာအန္တရာယ်ရှိဆုံးလမ်းကြောင်းဖြစ်တဲ့တိမ်မြင့်သမန်လန်းအတိုင်းဖြတ်ကျော်ကဘေးကင်းရဂရင်းစုံစီပို့ဆောင်ပေးဖို့ပဲဖြစ်ပါတယ်တစ်ဖက်မှာလည်းမိသားစုရွာကိုကာကွယ်ဖို့ငွေကြီးလိုအပ်နေတဲ့စစ်သားဟောင်းဂျွန်စီနာဟာသူ့ညီရဲ့သွေးတိုးလို့ဆိုမှုကြောင့်စစ်ရုပ်ဝန်ထမ်းတွေကိုကြားဖြတ်ပံပြီးဆွဲမဲ့မစ်ရှင်ထဲမှာမတိပဲပဝင်ပတ်သက်မိပါတော့တယ်မတူညီတဲ့ခံဖတ်ချက်မတူညီတဲ့စောင်းရည်တွေနဲ့ထိတ်တက်တွေ့ကြမဲ့ကမ္ဘာအကျန်းဆုံးလူတန်ကြီးနှစ်ယောက်တိမ်မြင့်သမန်လန်းမပေါ်မှာမိုင်းဘုံတွေသုံးမှုတန်းတူတွေနဲ့ဓမြတွေကြားထဲမှာသူတို့နှစ်ယောက်ဘယ်လိုထိတ်တက်တွေ့ကြပြီးဘယ်လိုမျိုးအလန့်စားပူပေါင်းတက်ခတ်ကြမလဲဆိုတာကျွန်တော်နဲ့တူဒီစကားလေးကိုအဆုံးထိကြည့်ရှုပေးဖို့အတွက်မေတ္တာရပ်ခံပါတယ်ခင်ဗျာဒီကနေ့တာဝန်ယူတင်ဆက်ပေးမယ့်သူကတော့ကျွန်တော်ကောင်းတုံပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးမစတင်ခင်မှာကျွန်တော် channel ကို subscribe မလုပ်ရသေးဘူးဆိုရင်လုပ်ထားပေးပြီးနောက်လာမယ့်စကားကောင်းတွေကိုသိနိုင်ဖို့အတွက်ဘီနင်ကခေါင်းလောင်းကိုနှိပ်ထားပေးဖို့တောင်းဆိုရပါတယ်စနန်ဆာချင်းမြင်တွေ့ရမှာကတော့တဲ့ကန်ဒရာလေခေါင်ကြီးထဲမှာနေပူချင်းကလည်းကောင်းကွယ်မတက်ပြင်းထန်နေတဲ့အချိန်ဒီကြားတဲ့အုံကြီးကျွန်းနဲ့အတန်နဲ့ကြီးတွေထွက်ပေါ်လာတယ်အခြားမဟုတ်ဘူးအလုံးရက်ဆက်ပြီးလူမဆန်တဲ့အချမ်းဖက်ဓမြအုပ်စုကကျက်တဲ့ရင်တွေမှာတုံးတဲ့ဂျက်အင်ဂျင်ကြီးစားတွေကိုတဲ့ကန်ဒရာတဲ့ဆွဲခေါ်လာပြီးမတရားတက်ဆင်ထားတာသူတို့အဲ့ဒီဆက်ကြီးတွေကိုဝုန်းနဲ့ဆက်နှုတ်လိုက်တဲ့အခါတဲ့ကနာခုလုံးတဲတွေဖုံနေလို့ဆင်ပြီးလောဝနေချင်းညချင်းအမောင်တိကျသွားစေမဲ့ဖုံမနန်းတူကြီးကိုဖန်တီးလိုက်တာပဲကြောက်စရာကောင်းလို့အနီးနားကသတ္တဝါတွေလမ်းပေးကုန်ကြတယ်သူတို့ဘာလို့ဒီလိုမုန်တန်းတူကြီးကိုဖန်တီးပြီးတဲ့ကန်ဒရာကိုဝေယုံတုံးကပြအောင်လုပ်နေကြတယ်လဲဒီရွေးချက်ကတော့ရှင်းရှင်းလေးပဲရေနံချက်စရုံကတက်ပေါင်းရာနဲ့ချီစစ်ပေးရှောင်ပြည်သူတွေတင်ဆောင်မဲ့ပြေကင်းရ green zone စီအရေးပေါ်ရွှေ့ပြောင်းမဲ့ကားတန်းကြီးကိုချပြတ်တက်ခိုက်ပြီးလန်ခုလာမှာတရားမှုတ်ချစ်ပြဖို့ပဲဇလန်ကတကယ်နဲ့ဘက်ကဆလဲဆိုရင်အရှိအလေပန်းကအမေရိကန်ကျူစီဘောနဲ့ဆက်ဆက်နေတဲ့အဓိကရေနံချက်စရုံစီကစတာဒီစက်ရုံကိုဒေတာတွေတောင်းချမ်းသူတွေပုံကန်သူတွေကညွတ်တေးကြီးနဲ့တပတ်ထဲတင်နဲ့ချိန်တန်တန်စင်းတက်ခိုက်ခဲ့ကြတာဒီကောင်တို့ရဲ့မူလရွေးချက်ကစရုံကြီးတစ်ခုလုံးကိုသူတို့လက်အောက်သိပ်သွင်းပြီးပြည်나အရင်မြစ်တွေကိုသူဆုတ်ချင်လို့ပဲဒါပေမဲ့အမေရိကန်တွေရဲ့ရွှေတင်းကိုလာထိတဲ့သူလက်ကားတော့ဘယ်ရမလဲအခြေအနေကလုံးဝသွေးပြက်စရာကောင်းနေပြီမို့အထူးကွန်မန်ဒိုအထူးတပ်ဖတ်စပီဖောင်းကိုရေနံချက်စရုံထဲကိုပိတ်မိနေတဲ့သားကောင်တွေကိုကယ်ထုတ်ဖို့အရေးပိုစေလွတ်လိုက်ရပါတော့တယ်ဒီကေစီစစ်စင်ကြီးကိုဥဆောင်ဖို့ရောက်လာတဲ့အထူးကွန်မန်ဒိုတပ်ဖွဲ့ခေါင်းဆောင်ကြီးကတော့ဖုန်းချက်ကီချမ်းပါပဲဖုန်းကစစ်မီပြင်မှာဆယ်စုနှစ်ချီဖြတ်တန်းခဲ့တဲ့ဝိုင်းစစ်သားကြီးမို့မျက်လုံးတစ်ချက်ဝှေ့ကြည့်လိုက်တာနဲ့တင်အခြေအနေကိုကဲခတ်မိတယ်စက်ရုံကိုရောက်ချင်းမှာဖုန်းကစက်ရုံဒရိုင်တာဖြစ်သူပရိုဖက်ဆာချောင်းနဲ့တွေ့ဆုံတယ်ပရိုဖက်ဆာချောင်းကတွပြက်လူမတက်တောင်လုံးနေတဲ့လေတံနဲ့အရေးပေါ်အခြေအနေကိုအခုလိုတင်ပြရှာတယ်ကျောင်းသူကျောင်းသားကလေးတွေရွာသူရွာသားတွေနဲ့ဝန်ထမ်းတွေအပါအဝင်စုစုပေါင်းလူပေါင်း900နီးပါးကပ်ပြီးတင်ပြီးအခုချင်းချင်းကဲထုတ်ဖို့ဆောင်ဆန်းနေကြတယ်အခြေအနေကစက္ကန့်လေးပန်းတောင်နောက်နေလို့မရတဲ့အနေထားဖုန်းကတွေ့မနေပဲအကုန်လုံးအမြန်ပြန်ကလေးတွေနဲ့အမျိုးသမီးတွေကားပေါ်အရင်တင်ဆိုပြီးသူ့ရဲ့သားသားတွေကိုချက်ချင်းအမိတ်ပေးကလူ900စလုံးကိုတန်ကြက်ကနဲ့တည်ယူပို့ဆောင်ရေးကားတန်းကြီးတွေအပေါ်မြန်ဆုံးစနစ်တကျတင်ဆောင်လိုက်တယ်ဖုန်းရွေးချက်ကတော့တခုတည်းပဲဒီတင်မြင့်တမန်တဲကန်ရငရေခန်းကနေလူတယောက်မကြံပြေးကင်းရစီအသက်ရှင်လက်ကဲထုတ်သွားမယ်တဲကန်ရထဲမှာဖုန်းတော့ဖွဲ့အသက်လူပြီးပြေးဖို့ပြင်နေတဲ့အချိန်တခြားတစ်ဖက်မှာတော့တကူလုံးကြွက်သားအမြောင်မြောင်နဲ့လူတန်ကြီးခရစ်ဂျိုစီနာကတော့သူ့ရဲ့ပြက်ကကားနောက်ပေါ်ကကောက်တီးရပြသရရနတ်နေတယ်လေးပြူးနဲ့စိန်ကြနေတော့ဖုန်းတရထောင်းနဲ့ဘုတ်ခုနဲ့မောင်းဝင်လာတဲ့ကားစီပေါ်လာတယ်ကားပေါ်ကနေဗတ်မန်ဆိုဆင်းလာတာကတော့ခရင်းရဲ့ညီအရင်ခောက်ဟင်တယ်ပဲသူကအရင်လို့တစ်ခုကရထားတဲ့ပတ်စံဝေစုတွေကိုလာပေးတာခရင်ကကားပေါ်ကဆင်းလာတဲ့ညီပြသူရဲ့ကန်သားတွေကိုကြည့်ပြီးဖျောင်းတွေမင်းတို့ဘွဲ့နာမီကိုရွှေနှလုံးသားကွန်မန်ဒိုလို့ပေးရအောင်ဆိုပြီးပြက်လုံးထုံးကနာမည်ပြောင်းကြီးသွားပေးလိုက်ပါသေးတယ်ဘယ်သူမှလည်းသူ့ပြက်လုံးကိုသဘောမကျဘူးဒါပေမဲ့ဟင်နရီကပတ်စံဝေစုပေးပြီးတာနဲ့ချက်ချင်းမပြန်သေးပဲခရင်ကလို့တိတစ်ခုထပ်လို့ဖို့တွန်းအားပေးညူဆွဲတရားဟောပါတော့တယ်ဒီတစ်ခါအလောက်ကစုချင်း9ဆတောင်ပူများတဲ့ကိုကြီးလုံးဝဖြက်လန်းကနေချမ်းသာမြဲခွင့်ရေးပဲဒါပေမဲ့ရွှေများလေးပြေးများလေးဆိုသူတို့ပဲဒီမစ်ရှင်ကအေဂျင့်တွေလာကဲထုတ်မဲ့ပရိုဖက်ဆာချောင်းကိုလမ်းခုလတ်မှာကြားပြပြန်ပြီးဆွဲရမယ်အလုပ်ပို့ပြီးကြောက်စရာကောင်းတာကအဲ့ဒီကေဆေရဲ့ဘွဲ့ကိုဥဆောင်လာတာကအရင်တစ်ခေါက်ဟင်နရီတို့ဘွဲ့ကိုဖမ်းဆီးပြီး
လူ900ကိုထောင်ထဲထည့်ခဲ့တဲ့ကွန်မန်ဒိုကောင်းဆောင်ကြီးဖုန်ဖြစ်နေတာပဲလမ်းကြောင်းကလည်းလုံးဝလူသူမနီးတဲ့တင်မြင့်သမန်တဲကန်ဒရာကိုဖျက်ရမှာဆိုတော့ခရင်ချက်ချင်းသဘောပေါက်လိုက်တယ်ဒါလုံးဝခရီးစားစရာမဟုတ်ဘူးမင်းတန်းနဲ့မလဲဆမ်းမနိုင်ငါညီယာဒီအလုပ်ကလုံးဝတည်ရင်းတဲ့ဆင်းနေတာငါမှအေးစီနာယူပက်ဆန်လုံးလောက်ရှိနေပြီးငါလုံးဝလက်မခံဘူးဆိုပြီးခရင်ကပြပြသားညှင်းထုတ်လိုက်တယ်ရန်ဒီလည်းပဲလုံးဝဆွေမရတော့တာနဲ့သူ့လူတွေကိုခေါ်ပြီးပြန်လဲသွားရတော့တာပေါ့ညီဖြစ်သူကိုလွတ်လိုက်ပြီးနောက်ခရင်တယောက်သူချစ်တဲ့ရွာကလေးစီပြန်လာခဲ့တယ်ဒီရွာလေးကမိဘမိကလေးတွေစဝင်းနေထိုင်တဲ့ခရင်ရဲ့အသက်ဆွေးနေရလေးပေါ့ရွာကိုရောက်တော့ရေပန်းပြသမားသူငယ်ချမ်းဦးဝင်းကရွာရဲ့ရေပြေးဝေစနစ်ကိုစစ်ဆေးနေရင်မျက်နှာပြက်နေတာတွေ့ရတယ်အချင်းချင်းကလုံးဝတွေးကြည့်ရုံနဲ့တွေးပြက်စရာပဲတရားလုံးတောက်စရာရေမရှိပဲခန်းချောင်းနေပြီးအကြောင်းရင်းကတော့ရေနံချက်စိတ်ုံဘက်ကလူတွေကမြည်ရည်စီးဆင်းတဲ့နေရာမှာဆဲဆောက်ပြီးရွာဘက်ကိုစီးမရေလမ်းကြောင်းကိုပိတ်ပစ်လိုက်လို့ပဲဒီအတန်းသာဆက်သွားနေရင်ရွာကလူတွေနဲ့ကလေးတွေအကုန်ကြီးငှပ်ပြီးတီကုန်ကြတော့မယ်။အိုဝင်းကခရင်ကိုတပင်းချပြီးပြောချတယ်ဒီလိုတဲကန်ဒရာတန်းမှာရေနံကပထမဆုံးအဖို့တန်ဆုံးအရာဆိုရင်ရေကဒုတိယဆုံးအဖို့တန်ဆုံးပဲဒါကိုပြန်ပွင့်အောင်လုပ်လို့ရတဲ့နည်းလမ်းတစ်ခုတော့ရှိတယ်။စိတ်ုံဘက်ကအနာပန်တွေကိုလိုက်ထိုးရမယ်။ဒါပေမဲ့ဈေးနှုန်းကဒေါ်လာ3,000ပေးရမှာ။ဒေါ်လာ3,000ဆိုတဲ့ကနန်းကြီးကိုကြားလိုက်ရတဲ့အချိန်မှာဖရီဒီယာဆက်ဆက်ခါအောင်ဆွမ်းအားသွားတယ်။စောစောကတည်းကမှပက်ဆန်တွေအလုံးလောက်ရှိတယ်။ပက်ဆန်မလို့ချင်ဘူးလို့ကြွေးကြော်ခဲ့တဲ့ကြွက်သားကြီးဟာအခုတော့ရွာကလေးအတွက်လိုအပ်တဲ့ငွေကြီးပပနာရှိမှဒူးထောက်သွားရပြီးလောကကြီးရဲ့လက်တွေ့တရားကတည်းကကြမ်းတမ်းလွန်းနေလေအဲ့ဒီညမှာရွာကမြို့သမီးယောက်ကစိတ်ပြက်လက်ပြက်နေမိတယ်ငါတို့တို့များတဲ့ပက်ဆန်တွေဘက်ကနေသွားရှာမလဲခရင်တစ်ချက်ငင်သွားပြီးမှသူ့ညီဖြစ်သူကလန်းလာတဲ့ဒေါ်လာ50ပေးမဲ့ပြန်ပြီးဆွဲပွဲကြီးကိုကောင်းတဲ့ပြင်းမြင်မိလိုက်တယ်မစိုးရင်နဲ့ငါ့ကိုပဲလွှတ်ထားပေးလိုက်တော့သူနှုတ်ကသာလွယ်တကူအမခံလာပေမဲ့ရင်ထဲမှာတော့ငါညီကလန်းကြတဲ့တင်မြင့်သမန်စစ်မြေပြင်တဲ့ကိုချီစုံပြည့်ဝရတော့မယ်ဆိုတာသိလိုက်ပြီးလုံးဝစိတ်ရထွေးသွားပါတော့တယ်တစ်ဖက်မှာဖုန်တို့ရဲ့ကေစီတစ်ဖက်ကတော့ကာတန်းကြီးဆယ်စီးနဲ့တူစင်သစ်ဖြစ်နေပြီးသူတို့ကကာတန်းကြီးကိုတော့ခွဲပြီးထွက်ဖို့စီစဉ်ထားတာပထမတော့ကမနေ့9နာရီဒုတိယတော့ကညနေ4နာရီပေါ့ယူဆရာလမ်းကတလန်းနဲ့ပဲရှိပြီးအဲ့ဒီလမ်းကိုလူတန်းကတေးပြင်းသမလမ်းလုံးမိပေးထားကြတာခရီးစဉ်ကနေဆုံး7နာရီလောက်ကြာမှာနောက်တနေ့မနေ့ရောက်တော့ကာတန်းကြီးစားထွက်ပြီးဖုန်ကရှိစုခေါင်းဆောင်ကားကိုကိုရမောင်းပြီးကားချင်းကျဲဝေးတော့ကီနဲ့ဆက်သွယ်လှုပ်ထားသလိုကောင်းကင်မှာလည်းစောင်းချိကာကွယ်ဖို့ရဟရင်နေစီလဲဝဲပြတ်နေတယ်အစပန်းတော့အချိန်ကြီးကအီးစေးပဲဖုန်နဲ့အတူဘေးကလိုက်လာတာကတော့သူ့ရဲ့သမီးရင်မီပေါ့ဒါပေမဲ့ကားတဲ့ကလေတုကတော့အပြင်ကတက်ကန်လာတဲ့ပူလောင်နေတယ်သမီးဖြစ်သူကရှင်ကစစ်သားကောင်းတယောက်ဖြစ်ချင်းဖြစ်မယ်ဒါပေမဲ့ဖေကောင်းတယောက်တော့လုံးဝမဟုတ်ဘူးဆိုပြီးအဖေဖြစ်သူကိုစိတ်နိုင်နဲ့အပြည့်အပြည့်စိတ်ဆုံချင်းမောင်းနေတာဖုန်ကလည်းသမီးရဲ့ပေါ်မင်းအားနာပြီးအပြည့်မကင်းစိတ်နဲ့ငင်ခံရရှာတယ်ကားတိုင်းကြီးတင်မြင့်သမန်လန်ထဲဝင်လာတာနဲ့ဖုန်ကသမီးကိုခါပအမြန်ပတ်ဖို့တတိပေးလိုက်တယ်ရှေ့မှာကားနှစ်စီးလမ်းပိတ်ရနေတာတွေ့ရတော့သမီးကမန္တလေးပြေးချလာလို့မေးပြီးမဲ့ဖုန်ကတော့လက်ကွက်ကိုချက်ချင်းရင်းမိနေတယ်ဒါထောင်6กว่าငါတို့ကားရလိုက်တာနဲ့ရေးပညာကနေအချမ်းဖက်သမားတွေကထွက်လာပြီးအကုန်လုံးမှုတ်ချစ်ပြစ်လိုက်မယ်ဖုန်ကဗရိတ်အုံမဲစာလီဘာကိုကြမ်းကြမ်းဆွဲနှင်းပြီးရှေ့ကိုတူးမောင်းပြစ်လိုက်တယ်တကယ်လည်းအဲ့ဒီကားနဲ့စီမှာဘုံတွေတတ်ထားတာဗျဒုံဘုံဆိုပြီးမိုင်းတွေဆက်တပ်ပေါက်ခွဲပြီးလမ်းတစ်ခုလုံးမီးပြင်းလေကြီးအဖြစ်ပြောင်းသွားကဖုန်မုတ်တွေအလိမ့်လက်တက်လာပါတော့တယ်ဒါပေမဲ့စီမီပြင်းဝရဲ့ဖုန်ကတော့ easy ပဲကားတန်းကြီးကိုမိခိုးတွေကြားကနေအထိဘာထိခိုက်မှမရှိပဲအလန်းဆန်းကြော်ပြတ်မောင်းနေသွားနိုင်ခဲ့တယ်မိုင်းကွင်းကိုကြော်ပြီး6ကန်းပါထဲဝင်လာတဲ့ချိန်မှာတော့မမျောလင့်ပဲအလွန်ပြင်းထန်တဲ့သဲမုန်တိုင်းကြီးနဲ့တိုးတော့တာပဲထူးဆန်းတာကမိုးလေဝသခန့်မှန်းချက်မှာဒီနေ့လုံးဝမုန်တိုင်းမရှိလို့ပြောထားတာဖုန်ကတော့ခုတော့လွဲနေပြီဆိုတာသိပေမဲ့ခါရဆောင်နေရင်တတ်မှတ်ထားတဲ့အချိန်မီပြီးကင်းရကိုမရောက်နိုင်တော့တာမို့ရှေ့ကိုပဲဆွတ်တင်မောင်းဖို့ဆုံးဖြတ်လိုက်တယ်ရှေ့ဆက်သွားလေမုန်တိုင်းကကျန်းနေလေမြင်းကွင်းကလုံးဝ3ညရောက်သွားပြီးကာမီတို့အကုန်ဖွင့်ထားရုံတင်မကကားချင်းချင်းဆက်သွယ်ရေးစနစ်တွေဗလန်ပြတ်တော့ကုန်လို့တယ်အဲ့ဒီချိန်မှာပဲမီကဖုန်မို့တွေကြားထဲကနေလူရစ်လူတစ်ခုဖြတ်ပြေးသွားတာကိုဖြတ်ကနေမြင်လိုက်ရတယ်မုန်တိုင်းကြားထဲကနေအိုဝင်နောက်လာဓမြတွေရဲ့ဆန်ကလေးစီးနဲ့တန်ချက်ကကားတစ်စီးကကားတန်းကြီးစီကိုဝုန်းနေပြေးကပ်လာတယ်သူတို့ရဲ့ပြမကပရိုဖက်ဆာချောင်းပါတဲ့ကနဘတ်ရှစ်ကားပဲဓမြတွေကအရှိမီပြမောင်းရင်တန်ချိတ်ပါတဲ့ကျိုးတွေကိုကားခေါင်မှုပေါ်ပြစ်တင်ပြီးလေကားနဲ့ကားခေါင်မှုပေါ်ပြစ်တက်ကြတယ်ပြီးတော့ဆန်ကပေါ်မှာပုံတက်ပြီးကားရှိခန်းကိုပြစ်တက်ကပောက်ကွဲစီလိုက်တယ်ကားမှန်တွေကွဲကြည်သွားတဲ့ချိန်မှာပဲဓမြတယောက်ကကားထဲကိုကျွန်းထိုးဝင်ပြီးဂျန်နဲ့တယောက်ကကားနောက်တကားကိုကန်ဖွင့်ပြီးအတင်းဝင်စီးတော့တာပဲကားထဲကလူတွေအကုန်လုံးစကပ်ပန်းတွေတနက်နဲ့ချိန်ပြီးထိတ်ချုပ်ခံလိုက်ရတယ်တစ်ချိန်တည်းမှာပဲနံပါတ်7ကားကိုလည်းအခြားဓမြ2ယောက်ကဒီအတန်းထပ်စီးတယ်ကားပေါ်ပါတဲ့အမျိုးသမီးအချင်းကဂုံယုံပြီးခုခံတက်ခတ်ပေမဲ့အကြမ်းမဓမြတွေရဲ့ကန်ချက်ကြောင့်ကားမှန်ပြတဲ့ပေါ်ကနေအပြင်ကိုလွတ်စင်ချကြင်ခဲ့တယ်ဒီလုံနဲ့မွန်တန်းတူကြီးနဲ့အကူကြီးနဲ့အတူအိုဝင်းလူမိုက်တွေဟာနံပါတ်8နဲ့7ကားနဲ့စီးလုံးကိုအောင်မြင်ကြားဖြတ်ပြန်ပြီးဆွဲသွားနိုင်ခဲ့တယ်ဖုန်တို့ကားတန်းကြီးကတော့ဘာမှမသိပဲ
မုန်တိုင်းကနေထွက်လာမှကားနှစ်စီးပြောင်းနေတာကိုသိလိုက်ရပြီးလုံးဝသွေးပြတ်သွားကြပါတော့တယ်ကားနှစ်စီးပြန်ပြေးဆွဲခံရပြီးဆိုတာသိလိုက်တဲ့အချိန်မှာဖုန်တယောက်ချက်ချက်အဆုံးဖြတ်ချပြီးသမီးဖြစ်သူမိကိုခေါ်ကိုင်ရဟယံပေါ်ပြစ်တက်ပြီးကောက်ကင်ကနေလိုက်ရှာတော့တာပဲဒီချိန်မှာပဲဖုန်ကတက်ကားထဲမှာတဲမုန်တိုင်းတူကိုဖန်တီးခဲ့တဲ့ဂျက်အင်ဂျင်မုတ်ဆက်ကြီးကိုတွေ့သွားပြီးဒါသဘောမဟုတ်တဲ့ပြန်ပြေးဆွဲပွဲဆိုတာသိပြလိုက်နိုင်တယ်ကောင်းရင်ကနေပတ်ရှာရင်းနဲ့ခရင်တို့ရဲ့ကားတန်းကြီးကိုလမ်းမပေါ်ဖြတ်ကနေတွေ့လိုက်ရရောဖုန်ကရဟယံပေါ်ကနေစသနာကြီးနဲ့ပေါ်စီကနေမညာတန်းစော်ထဲတော့တာပဲခရင်တို့အဖက်ကကားစီဆိုရင်ကြည်စံမှန်ပြီးဝိုးကနေပောက်ကွဲထွက်သွားတယ်တစ်ဖက်ကလည်းအမြောက်တွေနဲ့တနတ်တွေရဟယံကိုပြန်စော်လို့ဖုန်တို့ခဏဖုတ်ခဲ့ရပြီးပြန်ပြေးဖက်ခံရတဲ့ကားနဲ့စီးထဲကနံပါတ်7ကားကိုတော့လမ်းမှာပြန်ကယ်နိုင်ခဲ့တယ်တစ်ဖက်မှာတော့ခရင်ကဒီပြန်ပြေးဆွမှုရဲ့နောက်ွယ်ကစပွန်ဆာဘယ်သူလဲဆိုတာသူညီဟင်နရီကိုအတင်းမင်းနေတော့တပုံကောင်းဆောင်အိုဝင်ကိုရန်ထွက်လာတဲ့အိုဝင်ကရင်နံတွေကိုခိုးယူပြီးတတိပိရှင်တဲ့အကြောင်းခရင်ကိုလည်းပက်ဆာအများကြီးပေးပြီးတင်ဆွေးမှုကြိုးစားတယ်ဒါပေမဲ့ခရင်ကအိုဝင်နံကန်ရေးစီရီအယုတ်ထုတ်တွေကိုစစ်မဝင်စားဘူးပက်ဆာရရင်သူ့ရွာအတွက်3အေးစစ်နေစင်တာမို့အလောက်ကနေနှုတ်ထွက်သူပြတ်သားဆုံးဖြတ်လိုက်တယ်ခရင်မပါရင်ကွန်မန်ဒိုဖုန်းကိုရှင်ဖို့မလွယ်ဘူးဆိုတာသိတဲ့ကျုံမှာပတ်ဆက်တဲ့အိုဝင်ဟာခရင်ထွက်သွားပြီးတာနဲ့သူ့ညီဖြစ်သူဟင်နရီကိုတနတ်နဲ့တီးပစ်တတ်လိုက်တယ်ခရင်နဲ့ဖုန်းကိုတယောက်နဲ့တယောက်အတီချေတက်ကခန်းဖို့အတွက်ဟင်နရီအလောင်းကိုရင်နှန်းဆွတ်ုံထဲမှာတွားပစ်ထားပြီးတယောက်အင်ဂျင်ဖုန်းတက်သွားတယ်ဆိုတာအကွက်ချက်ဆက်တွေးထိုးလဲကွက်ဆင်လိုက်တော့တာပဲရွာကိုပန်ရောက်တဲ့ခရင်ဟာညနေ4 နာရီထိညီဖြစ်သူတဆန်ယူပြီးပြန်မလာသေးတာမို့စိတ်ပူပြီးအိုဝင်တို့ရဲ့စကန်ဟောင်းစီတယောက်တည်းပြန်သွားခဲ့တယ်ဖုန်းကလည်းခရင်ရဲ့နောက်ကျောင်းကိုမတင်ကားလို့တိတ်တဆိတ်နောက်ကနေလိုက်လာခဲ့တာပေါ့စကန်တဲ့ကိုရောက်သွားတဲ့အချိန်မှာခရင်တရားဆွမ်းအားပြီးတွေးပက်သားရတယ်သူညီလေးဟင်နရီဟာအလောင်းပြင်းကြီးဖြစ်ပြီးချမ်းပြန်ပေါ်မှာလဲလောင်းနေရှာပြီးဒဏ်ရာတွေကိုကြည့်ပြီးတရုတ်အင်ဂျင်ဖုန်းကငှက်ညီကိုတတ်လိုက်တာပဲလို့ခရင်တယောက်ထင်သွားတယ်အဲ့ဒီချိန်ဖုန်းကစကန်တဲ့ကိုအသာလေးဝင်လာတာနဲ့တောက်ကနေစောင့်နေတဲ့ခရင်ကဟိုကနေဝင်လုံးပြီးအနောက်ကနေတင်းခုတ်တော့တာပဲမင်းကညူတတ်တယ်ဟုတ်လားခွေးမသားမင်းကကောင်းကလူကိုတတ်ပြီးပရိုဖက်ဆာကိုပြန်ပြီးဆွဲသွားတာမဟုတ်လားနှစ်ယောက်သားတယောက်နဲ့တယောက်အသေးမုန်းနေကြတာမို့စကားမပြောနိုင်ခင်မှာတည်းလက်တီးတွေကန်းချက်တွေဓာတ်တွေနဲ့လုံးဝတေခွေးသူကတက်ခိုက်နေကြတာချက်ကီချန်ရဲ့အလဲပတ်ခန်းစင်းတဲ့ဂျွန်စီနိုင်လူတန်ကြီးကြွတာအပြင်းမှုကလုံးဝကြည့်လို့အကောင်းဆုံးပဲဘယ်သူမှမလျှော့တိုင်းရင်ဆိုင်နေကြတာနှစ်ယောက်သားမောဟပြီးနားမဲ့ချိန်မှတင်အိုဝင်လွတ်လပ်တဲ့ပြင်စစ်ကြီးသားစစ်သားတအုပ်ကြီးစခန်းတဲ့ကိုလည်းနဲ့အပြည့်စုံနဲ့စီးနှင်းဝင်ရောက်လာပြန်ရောဖုန်ကချက်ချင်းဆိုသူတို့ခရင်ကိုမျက်စိတစ်ချက်မိတ်ပြပြီးဖရင်လက်ထက်ကမိုင်းမုံတန်စနစ်ကိုဖြုတ်ကကြီးစားတွေကြံတဲ့ကပြစ်ထည့်လိုက်တယ်ဝေါဆိုပြီးမိခိုးလန်းကြားထဲမှာခရင်နဲ့ဖုန်တို့နှစ်ယောက်သားအတွင်းညီနဲ့အလန်းစားတံပြန်တက်စစ်စင်တော့တာပဲခရင်ကဘုံတွေပြစ်ထုတ်ဖုန်ကဖနဲ့တန်တွေဖြုတ်ပြီးကြီးသားစစ်သားတွေကိုခွေးပြေးဝေးပြေးအောင်စောပလို့တီးပြလိုက်ကြတယ်ပွဲပြီးသွားတော့မှဖုန်ကခရင်ကိုတနတ်နဲ့ချိန်ပြီးအမှန်တရားကိုတင်းပြီးတော့တယ်ငါ့ကိုတတ်ချင်တတ်လိုက်ငါတီးရမြင့်အမှန်တရားကိုဘယ်တော့မှသိရမှာမဟုတ်ဘူးလို့ခရင်ကအော်ပြောလိုက်တဲ့ချိန်မှာမြောက်သားအီစကားပြောဖို့လမ်းစာပွင့်သွားတယ်ခရင်ကအိုဝင်ဟာသူညီကိုတပ်ပြီးပရိုဖက်ဆာကိုပါဖမ်းသွားတဲ့အကြောင်းသူကရွာတဲ့ပတ်စံတို့သာဒီအလုပ်ထဲပါဝင်ပတ်သက်မိတဲ့အကြောင်းအမှန်တဖွင့်ပြောပါတော့တယ်ဘုံရန်သူကအိုဝင်ဖြစ်နေမှသိရတဲ့ချိန်မှာတော့အညိုတီးတွေရှိခဲ့တဲ့ဖုန်နဲ့ခရင်တို့ဟာငါညက်အတွက်တွေးကြည့်ပြန်ဆက်မယ်ငါလည်းပရိုဖက်ဆာကိုပြန်ကယ်မယ်ဆိုပြီးလောကမမှန်ကန်နဲ့ကပ္ပအလန်းစားပါဒနာမဟာမိဖြစ်သွားကြပါတော့တယ်ဆာလန်ကတကယ်ကိုချိန်တက်လာပြီးပြအယုဒ္ဓမအိုဝင်ဟာပရိုဖက်ဆာချောင်းကိုရေနံချက်စရုံစီအတင်းဆွဲခေါ်သွားပြီးစက်ရုံရဲ့စနစ်တွေကိုပြန်လည်ပတ်ဖို့အတွက်စူးစမ်းနေတယ်ဒါပေမဲ့ဒီကတုံးတွေကစနစ်ထက်ဝင်မဲ့အကောက်ဝင်ခွင့်ကိုမရှိတော့ဘာမှလုပ်လို့မရဘူးဒေါ်ဘာထွက်လာတဲ့အိုဝင်ကပရိုဖက်ဆာရဲ့သားလေးကိုတနက်နဲ့ချိန်ပြီးတတ်မိလှုပ်ချင်းချောက်တော့တာပဲအမေဖြစ်သူပရိုဖက်ဆာချောင်းလဲတာပြစ်သူရဲ့တက်ကိုငဲ့ပြီး USB ကငါအိတ်ထဲမှာဒါပေမဲ့အဲ့ကိုဘယ်မှာထားခဲ့မိလဲမမှတ်မိတော့ဘူးလို့ငိုယိုပြောလိုက်ရတယ်အဲ့ဒီအချိန်မှာတာပြစ်သူကကြောင်းကြောင်းလန်းလန်းနဲ့ဝင်ပြောလိုက်တယ်အဲ့ဒီ USB ဖုန်းရဲ့သမီးမေရဲ့အိတ်ထဲမှာကြံခဲ့တာပါဒီလိုနဲ့အဝင်တို့ဖွဲ့ဟာဖုန်းရဲ့သမီးမေစီ USB ကိုလူဖို့လမ်းစားရောက်သွားတော့တယ်တစ်ဖက်မှာတော့ခရင်ကဖုန်းနဲ့မေတို့ကိုသူတို့ရဲ့အသေးဆွဲမိပါမဲ့ကလေးများရွာစီခေါ်လာခဲ့တယ်ဒီရွာကကလေးတွေပြောင်းအောင်ဆိုပြီးတက်ခိုက်ရင်မှာပြင်ဖြစ်နေတဲ့ဝိုင်းအေဂျင့်ယောက်ကလူရှင်တော်တွေလိုမျက်နှာပြောင်တိုက်ပြက်လုံးတွေထုတ်ပြီးကလေးတွေကိုတားဟာကြီးအောင်လုပ်ပေးနေကြတာတကယ်တော့သူတို့နှစ်ယောက်စလုံးကငငယ်ကလူရှင်တော်ပြီးခင်ကြပေမဲ့တန်ပီတာဝန်တွေကြောင့်အေဂျင့်ဖြစ်လာခဲ့ကြရတာမို့အခုလိုအေဂျင့်ချင်းလေးကိုအပီပြင်ခံစားနေကြတာဒါပေမဲ့ပြောစရာချင်းကတိတ်မကြပါဘူးမေရဲ့အိတ်ထဲမှာကြံခဲ့တဲ့ပရိုဖက်ဆာချောင်းရဲ့ဖုန်းကဝုန်းကနေမိလာတယ်မေကဖုန်းကိုခိုင်လိုက်ပြီးမဲ့တစ်ဖက်ကဘာသာမပြန်ပြောဘူးရုံမာတဲ့အိုဝင်ဟာဒီဖုန်းကောကနေတဆင့်စက်ကနေလမ်းဆွဲအားကိုချီအားခံပြီးခရင်တို့ရှိတဲ့ရွာရဲ့တီနီယာကိုကွန်ပျူတာနဲ့ပတ်တိုးပြီးရှာဖွေလိုက်တာညစာစားချိန်မှာဖုန်းနဲ့ခရင်တို့အပြင်ထွက်စကားပြောနေတော့ဒုက္ခလွဲနေပြီဆိုတာဖုန်းကစပြီးအနိုင်ရလိုက်တယ်အန်ဒီရရှိတဲ့ကလေးတွေကိုခေါ်ပြမြန်ပုံဖုန်းကမိကိုချက်ချင်းချက်ပြလိုက်တယ်
စက်ကပန်းတွေးမှတင်အိုဝင်ရဲ့ကြေးစားတဲ့နက်ကန်တအုပ်ကြီးဟာတနတ်တွေဘိုးတွေနဲ့ရွာကိုဝမ်ပတ်စင်းရင်တက်ခိုက်ပါတော့တယ်ဖုန်းနဲ့ခရင်တို့ကလမ်းခွဲပြီးညအမောင်ထဲမှာတကောင်ချင်းစီလိုက်လာမဲလိုက်တော့တာပဲဒီကောင်တွေကခင်မီလက်နဲ့တွေသုံးပေမဲ့ဝါရင်အေဂျင့်2ယောက်ရဲ့ပျောက်ချစစ်စင်ရင်ရှင်းမှာတော့ပိုးဆုံးကျူးတွေတလို့တယောက်ပြီးတယောက်ပါရခံရတယ်လို့ရသွားတယ်လေဒုတ်တွေဓာတ်တွေနဲ့ဝမ်းခုကြတာပေါ့အဲ့ဒီအချိန်မှာဓမြတယောက်ကလက်ပြက်ပုံးကိုဆွဲဖြုတ်ပြီး USB ပါတဲ့အိတ်ကိုမပေးရင်တရွာလုံးကိုမုံမုံရညက်ကျိတ်ပြစ်မဲချင်းချောက်လာတယ်ခရင်ကတွေဝေမနေပဲမိရဲ့အိတ်ကိုလူယူပြီးဓမြတွေဆွေပြီးပေးလိုက်တယ်မိကအဲ့ဒါရေးနိုင်ချက်စေုံကုတ်ပါတဲ့အိတ်လေးရှင်ပါလို့ပေးလိုက်တာလဲလို့စိတ်ဆိုးတော့တဲ့ကြီးနဲ့အော်ဟစ်ပေမဲ့ခရင်ကသွေးအေးနဲ့ပြန်ပြောလိုက်တယ်ဒါငါအိမ်ကွငါလူတွေကငါမိသားစုကိုကာကွယ်ဖို့ဆိုရင်ငါဘာမဆိုလုပ်မယ်ခရင်ရဲ့စကားကလုံးဝရင်တဲ့ထိပြီးအရှင်ဝါကြီးမလွန်းနေဗျဓမြတွေကကုတ်ပါတဲ့ USB ကိုရသွားပြီးစက်ရုံကိုပြန်ပြေးကြပြီးဒီ USB ကိုရသွားရင်သူတို့ကရေနံတွေကိုတင်ပေါ်ကြီးတွေကိုလောက်ပြောင်းပေးပြီးကပ္ပသမိုင်းဝင်ကြီးမဆုံးရေနံလူရမှုကိုလှုပ်ကြတော့မှငါတို့စိတ်ဝင်တဲ့ကိုဘယ်လိုဝင်ကြမလဲလို့ဖုန်းကမေးလိုက်တယ် EC ဘင်ကမပစ္စည်းကရိယာရှိတယ်ခရင်ကခါပြီးပြန်ပြောတယ်ခရင်ဘဲကနေတခုလာတယ်မသိတဲ့စီတင်ကကြီးစားကြီးတစီကိုမောင်းထုတ်လာတယ်မိကလိုက်မယ်လို့ပူစာပေမဲ့ဖုန်းကသမီးကိုအန်တယ်မစ်စေချင်လို့ထားခဲ့တယ်ဖုန်းနဲ့ခရင်တို့2ယောက်စက်ယုံကြီးစီကားကြီးနဲ့တဟုန်တုံမောင်းထွက်သွားတာနဲ့မိကလည်းရွာကကားဆုပ်ကြီးတစီကိုယူပြီးအနောက်ကနေတိတ်တဆိတ်ကားလာသွားတော့တာပဲစီတင်ကားကြီးရေနံချက်စက်ယုံဂိတ်ကဝကိုရောက်တာနဲ့အိုဝင်ရဲ့ကင်းဆောက်တွေကတနတ်တွေနဲ့မညာတာစော်ကြတော့တယ်ဒါပေမဲ့ဖုန်းကမမှုဘူးဒီပါကုံကုန်နေပြီးဂိတ်တကားတွေအတားစီတွေကိုတန်ကြကလို့တိုက်ခွဲပြီးစက်ယုံဝင်းတဲ့အထိတဟုန်တိုးဝင်ဆောက်ပြလိုက်တယ်ကားရတာနဲ့2ယောက်သားကျွန်းထိုးဆင်းပြီးတပ်ပွဲဝင်ကြတော့တယ်ဒီနေရာမှာရေးကြီးဆုံးကဒါကရေနံချက်စက်ယုံတနတ်ပြစ်လို့မိဘတစ်ချက်ထွက်တာနဲ့တစ်ဆက်ယုံလုံးကောင်းကင်ပူပြန်တက်သွားမယ်ဒါကြောင့်ဘယ်သူမှတနတ်မတုံရဲကြပဲလုံးဝလည်းတီးချင်းချင်းကွန်ဖူချင်းရှင်တဲ့နဲ့နဲ့မဲ့တပ်ပွဲကိုဆင်နွှဲကြရတယ်ဖုန်းကတန်တန်းတွေကြားထဲမှာမြတ်တကောင်တို့ကျွန်းထုတ်ပြန်တန်းပြီးကန်ချက်တွေနဲ့လှုပ်ယုံနေချိန်ပလာကြီးခရင်ကတော့လူကောင်ကြီးကြီးနဲ့တန်ပတ်လုံးကြီးကြီးတွေကိုပကုံးပေါ်ထမ်းပြီးအိုဝင်ရပေါင်းပါတွေကိုဝူခနဲ့တပြက်စင်းလဲတယ်လို့ရက်ခွက်ပြတော့တာပဲနှစ်ယောက်သားတွဲညီညီနဲ့စက်ယုံထင်းချုပ်ရေးစခန်းထိပြင်စီနိုင်ခဲ့ကြတယ်ထိန်ချုပ်ခန်းထဲမှာပရိုဖက်ဆာချောင်းကိုဖမ်းထားတဲ့ကောင်ကိုဖုန်းကဓာတ်နဲ့ပြက်ခရင်ကမိသားစီဘူးနဲ့ခေါင်းကိုဝူကနေရက်ခွဲပြီးရှင်းပြလိုက်တယ်ဒါပေမဲ့ဦးဝင်ရဲ့ကြီးမားဆုံးညာလက်ယုံကတုံးကြီးထားလာတဲ့ချိန်မှာတော့ပွဲကပူချမ်းသွားပြီးကတုံးကြီးကတက်ခိုက်ရေးမှာလုံးဝဆရာကြီးမှုဖုန်းနဲ့ခရင်တို့2ယောက်သားညတ်တဲ့တော်ရှောင်းတိန်နိုင်ခဲုံတင်မှာကသူကစတနကြီးကိုဆွဲပြီးသူတို့ကိုကြောင်ကကြွက်ကိုလိုက်ဖမ်းသူတို့လိုက်ပြတော့တာပဲအချိန်ကြီးကမိဘထွက်ရင်တေမာမှုစိုးရင်ဆန်ကောင်းလွန်းတယ်နေသားပုံးနေရင်ခရင်ကဖုတ်ကိုမျက်စိမိတ်ပြပြီးအာယုံလေးဖို့ထားရလိုက်တယ်ခရင်ကကတုံးကြီးကိုအော်ပြောလိုက်တယ်မင်းကြည်စံကုန်သွားပြီမဟုတ်လားဒါဆိုရင်တော့မင်းအလဲပဲအဲ့ဒီချိန်မှာပဲကတုံးကြီးအာယုံလွဲသွားတော့ဖုန်ကအနောက်ကနေလဲဟုန်စီးပြီးဟူကနေပေးဝင်လုံးလိုက်ရာနှစ်ယောက်သားမနဂါတို့တိုက်ခွဲပြီးအပြင်ကိုလွတ်စင်ကျသွားပါတော့တယ်ကတုံးကြီးနဲ့ဖုန်တို့မနဂါတွေကွဲကြည့်ပြီးအပြင်ကိုလွတ်စင်ကျသွားတဲ့ချိန်မှာကျွတ်သားကြီးခရင်ကတော့အချင်းနီကိုကြည့်ပြီးအိုဝင်နောက်ကိုချက်ချင်းပဲအမဲလိုက်ဖို့ပြည့်ထွက်ခဲ့တယ်အိုဝင်ကစက်ယုံကကားကောင်းစားတွေကိုယူပြီးဒီမိုကရက်တစ်စုံနေဆက်ဘက်ကိုထွက်ပေးဖို့ပြင်နေတာခရင်မှာမောင်းစရာကားမရှိပဲခြေဦးတက်ရပြေးဖို့လုပ်နေတော့လန်ခူလာမာတင်ဖုန်းရဲ့သမီးမီတယောက်ရွာကကားဆုပ်ကြီးနဲ့ဝူကနေရောက်လာတယ်ကားကတော့စနိုးရင်တောင်အရင်ခွဲမရတုံခါနေတဲ့ဆုပ်ကြီးပေါ့ဒါပေမဲ့မရှိတာတဲ့ရှိတာထိုးဆိုသလိုခရင်လည်းမတရမနေပဲကားပေါ်ပြေးတက်ပြီးအိုဝင်နောက်ကိုဖိနေမောင်းတော့တာပဲအိုဝင်ကသူ့ကနောက်ကနေတက်ဆင်ထားတဲ့အလိုလျက်စက်တနာကြီးနဲ့ခရင်တို့ကားကိုဒိုင်းနဲ့ပြန်စော်တယ်ခရင်ကဘေးကနေမြေဘဲကွေ့ညာကွေ့လီဘာကူတာကုန်ဖိနေထားဆိုပြီးအော်ဟိညင်ကြရတယ်လို့မိကလည်းကပအဆင့်ကားမော့စကစ်တွေနဲ့ကြီးစံတွေကိုပြန်လာတဲ့ကောင်တို့ရှောင်းတိမ်မောင်းနေခဲ့တယ်တစ်ဖက်ကထိန်ချုပ်ခန်းထဲမှာဖုန်လေးဦးဝင်ရဲ့ညာလက်ယုံကတုံးကြီးတဲ့တိုက်ပွဲကအထွတ်ထက်ရောက်နေပြီးကတုံးကြီးကလုံးဝမာကျော်လွန်းလို့ဖုန်လေးအကြက်ရနေတော့ကွန်ဖူးဘရင်ကြီးဖုန်ကစေကူးစမ်းတစ်ခုရသွားတယ်သူကစက်ယုံရဲ့မိသားဓာတုအမြုပ်နဲ့ကိုဖွင့်ချလိုက်တာတခန်းလုံးလူတရက်စာဖြူရမြုပ်တွေနဲ့ပြည်လည်သွားတော့တယ်ကတုံးကြီးကအမြုပ်တွေကြားထဲမှာတနတ်နဲ့လိုက်ရှာနေတော့ဖုန်ကမြုပ်တွေအောက်မှာပုံးရှုကခြေအားဖြောပြီးစောင့်နေတယ်ကတုံးကြီးသူ့နားရောက်တဲ့နဲ့ဖုန်ကရုတ်တရက်ဝူကနေထွက်လာပြီးကြောက်ကခွေးမသားဆိုပြီးတန်မဏိဂျိုးနဲ့ကတုံးကြီးရဲ့ခြေနှောင်းချောင်းကိုပတ်ချီကခန္ဓာကိုယ်ကြီးဝေးရမ်းပြီးတန်တန်တင်းနဲ့ဝုန်းတန်းဆိုပြီးအုပ်သီးခွက်တွေဆိုထဲလိုက်တာကတုံးကြီးတရားမျက်လုံးဖြူသွားပြီးအယုံကျိုးတွေပြတ်တော့ကလုံးဝမာရကီရသွားပါတော့တယ်ပွဲပြီးတဲ့ဖုန်ကရင်နဲ့စနစ်ကိုပိတ်ဖို့ပရိုဖက်ဆာစီသွားပြီးမဲ့ပရိုဖက်ဆာကအိုဝင်က USB ကိုဖြစ်စီသွားပြီးမှုစနစ်ကိုပေးလို့မရတော့ဘူးလို့ပြောလိုက်တာကြောင့်ဒီနံခုမှုကြီးကိုတားဆီးဖို့လမ်းကပိုခက်ခဲသွားပါတော့တယ်အိုဝင်ကတာမန်ကားတွေသွားရခက်တဲ့ကြောက်ဆောင်ထူထားတဲ့လမ်းကြောင်းတိုင်း
သူ့ရဲ့တော်လိုင်းမွန်ကားကြီးနဲ့ထွက်ပြေးတယ်ခရင်းနဲ့မီတို့ကတော့ကားစုပ်ကြီးနဲ့ဇွတ်လိုက်တာကြောင့်တောင်ဆောင်ရောက်မှာကားကကွန်ထရိုးပြက်ပြီးတန်ကိုဘောကနေဆေဘက်လောက်ဂျွန်းထိုးမှခုန်ချပြီးကားတစ်စီးလုံးတန်ဆက်ကူလိုကြီးမှသွားတော့တယ်ဒါပေမဲ့သူတို့မှာဘိုးဘဆင်တဲ့ကုသိုလ်ကံကထောက်ခွန်းလို့ဒီကံမရောက်ပဲကားမှပြတင်းပေါင်းကနေဖုန်တန်းထောင်းနဲ့တပ်ပင်းချပြီးအသက်ရှင်နဲ့ထွက်လာနိုင်ခဲ့ကြတယ်အဲ့ဒီအချိန်မှာကောက်ကင်ဘုံကကက်တင်ရှင်ကြီးလိုပဲဖုန်ကစောစောကစီတင်ကားကြီးကိုမောင်းပြီးဘူးကနေရောက်လာတယ်ဒါပေမဲ့အိုဝင်ကနေဆက်ကိုကြော်တော့မှမို့ကားကြီးနဲ့လက်ဖို့ကမမီတော့ဘူးဒီတန်းလို့ပြေးလို့မရဘူးဆိုတာသိတဲ့ဖုန်ဟာအသက်နဲ့လဲပြီးစောအမြင့်လောင်းကြီးဖြစ်စီတင်ကားကြီးရဲ့အရှိန်မြင့်စနစ်ကိုအကုန်ဖွင့်ပြီးဒုံးကြီးတွေဆင်းလို့ရှိကိုပြစ်လို့လိုက်တော့တယ်စီတင်ကားကြီးကအရှိန်လွန်ပြီးအိုဝင်ရဲ့ကားတန်းထက်ကစီတင်ရင်စီးကိုအပီပြင်ဝင်ဆောက်လိုက်တယ်စက်ကပန်းတွင်းမှာကားတစ်စီးပြီးတစ်စီးကွင်းဆက်လက်အလဲကျဝူကနေပောက်ကွဲထွက်ကုန်ပြီးနေဆက်ဒေသတစ်ခုလုံးမိခိုးလုံးကြီးတွေနဲ့ငရဲပုံကြီးအလားမိဟုံဟုံတောက်သွားပါတော့တယ်အိုဝင်လဲကားထက်ကနေအသေးလူမတန်ထွက်ပြေးပြီးပြေးကကားတစ်စီးကိုလူမောင်းပြီးထွက်ပြေးပြန်ရောဖုံကကားပရိပောက်ပြီးတဲကန်ဒရာထဲမှာဘိန်းတွေတဲတွေကျွနေပေမဲ့လုံးဝဆွဲမလျှော့ပဲအိုဝင်ရဲ့ကားကိုတက်ချိန်ပြီးစီတင်ကားကြီးနဲ့အိုဝင်ရဲ့ကားကို6ကမ်းပါးစီကိုတိုက်ဖိချပြစ်လိုက်တယ်အိုဝင်တယောက်ကားထဲမှာတင်ညက်ပြီး6ကမ်းပါးထဲမှာပိုင်းပြက်ကတည်ဆုံသွားပါတော့တယ်တိုက်ပွဲပြီးမှဖုန်နဲ့မီတို့ညောက်စလုံးတန်ရာတွေနဲ့တဲထဲကနေရုန်းကန်ထလာကြတယ်အဲ့ဒီအချိန်မှာဖုန်ရဲ့စုပ်ပြဲနေတဲ့အင်ဂျင်အိတ်ကားရိတ်ထဲကနေမိသားစုတပ်ပူဟောင်းလေးတစ်ခုတဲထဲကျလာတယ်မိကအဲ့တပ်ပုံကိုမြင်လိုက်ရတဲ့ချိန်မှာတော့သူ့အဖေဟာသူ့ပေါ်စင်မဝင်စားလို့ပြထားခဲ့တာမဟုတ်ပဲတိုင်းပြည်အတွက်တိတ်ဆိတ်ပြည့်စက်နေရတဲ့သူရဲ့ကောင်တယောက်ဖြစ်ပြီးသူ့ရန်ထဲမှာသမီးပုံရိပ်ကိုမင်းဆောင်ထားတယ်ဆိုတာသိသွားပြီးအဖေဖြစ်သူကိုပြေးဖက်ပြီးငိုကြွေးပါတော့တယ်ကိုရီးယားဒရိုင်မာလိုလွမ်းစံမြေကြစရာချိန်လေးမှတင်6ကမ်းပါအောက်ကနေခရင်ကဖုန်းရင်ချစ်တော့ကိုဝုန်းနဲ့လမ်းဆွဲပြီးကဲကြပါအောင်ဆိုပြီးပြက်လုံးထုတ်ပြီးရွေးစနိုထားလုပ်ပြန်ရောနှစ်ယောက်သားကြီးမောပြီးခရင်ကိုဆွတ်တင်လိုက်ကြတယ်အသက်ဘေးကလွတ်လာတဲ့ကြောက်သားကြီးခရင်ကဖုန်းကိုကြည့်ပြီးမဲခုံးပင့်ပြကအဖေကြီးကျွန်တော်စင်ကြယ်ပြယောဂလည်းကင်းစင်တယ်အဖေသမက်ဖြစ်ဖို့ရှောက်လာတင်လောက်ပြီးနော်ဆိုပြီးရွေးစနိုဆန်ဆန်ပြက်လုံးထုတ်တော့တယ်ဗလာကြီးခရင်ဂျွန်စီနာရဲ့ပုံစံကိုကြည့်ရင်သိတာတယ်သူကရင်အေးကြီးဟောင်းတယောက်ဖြစ်ပေမဲ့အခုချိန်မှာသူ့အတွက်ရေးကြီးဆုံးကရွာကလေးတွေနဲ့တာစုဝင်တွေပဲအိုဝင်တို့ဖွဲ့ကလက်ပြဘိုးနဲ့ချိန်ချောက်ပြီးဂျီနန်ဆက်ယုံကုတ်ပါတဲ့အိတ်ကိုလာလူတဲ့ချိန်မှာဖရင်ကတွေ့မနေပဲပေးလိုက်တယ်သူ့ပါဇက်ကပြောသွားတဲ့စကားလုံးကလုံးဝရင်တည်းထိတယ်ဒါငါအိမ်ကွဒီလူတွေငါမိသားစုကောက်ွယ်ဖို့ဆိုရင်ငါဘာမဆိုလုပ်မယ်တဲ့လောကမှာဘယ်လောက်ပဲအဖိုးတန်တဲ့အရာတွေဂျီနန်သုံးမဟုတ်ငွေကြေးရှိပါစေမိသားစုရဲ့အသက်အန္တရာယ်နဲ့ပေးကင်းလုံခြုံမှုတဲ့ဘာမှပုံအရေးမကြီးဘူးဆိုတာပြသသွားတာပါသမီးဖြစ်သူမေဟာသူ့အဖေဖုန်ချက်ကြီးချမ်းပေါ်သက်လုံးစိတ်နာခဲ့တယ်အမီနေမကောင်းဖြစ်ချိန်မှာတော့မကြေဘူးအိမ်ပြန်မလာဘူးဆိုပြီးစစ်သားကောင်းဖြစ်ပြီးမြဖခင်တရားမဟုတ်ဘူးလို့တစိတ်ကခဲ့တယ်ဒါပေမဲ့ဇက်သိန်းပိုင်းမှာဖုန်ရင်စုပ်ပြင်းနေတဲ့အိတ်ကထဲမှာမိသားစုတပ်ပုံဟောင်းလေးကိုကြားလာတဲ့ခါမှာသမီးဖြစ်သူအမှန်တရားကိုသဘောပေါက်သွားရင်းနဲ့ဆာလန်လေးကဒီမှာပဲပြီးဆုံးသွားပါတော့တယ်